ွတ်သားတွေတောင်းတင်းပြီးနာကျင်တာကြွတ်တက်တာတွေအတွက်ဆရာဝန်ကဘက်ကလူဖန်ဆိုတဲ့ဆေးကိုညွှန်းပေးလိုက်လို့ဘာဆေးလဲသိကျင်နေပြီလားဒါဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်သွားပေးပါနော်ပထမဆုံးအနေနဲ့ဘက်ကလူဖန်ကဘာလဲဆိုတော့ muscle relaxant လို့ခေါ်တဲ့ကြွတ်သားပြော့စေတဲ့ဆေးတစ်မျိုးပါသူကကျမတို့ရဲ့အုံနောက်နဲ့အာယုံကြောစီကလာတဲ့တုံ့ပြန်မှုတွေကိုထိန်းညှိပေးပြီးတော့တောင်းတင်းနေတဲ့ကြွတ်သားတွေကိုပြေလျော့သွားစေပါတယ်ဒါကြောင့်ကြွက်သားတောင့်တင်တာနာကျင်တာတွေကိုတက်တာစီပြီးတော့လှုပ်ရှားရတာပိုအဆင်ပြေသွားစေတာပါဘယ်အချိန်မှဘလို့တောက်ရမလဲဆိုရင်အရေးကြီးဆုံးကဆရာဝန်ညွှန်ကြားတဲ့အတိုင်းအတိအကျတောက်ကိုပါပဲဘယ်ဆေးမဆိုဘေးထွက်ဆိုးကျိုးရှိတတ်တာမို့လို့ဘက်ကလိုဖန်ရဲ့အဖြစ်များတဲ့ဆိုးကျိုးတွေကိုလည်းသိထားရပါမယ်အဖြစ်များဆုံးကတော့အိမ်ငိုက်တာခေါင်းမူတာမောပန်းလွယ်တာနဲ့ပြုတ်အန်ကျင်တာမျိုးတွေဖြစ်တတ်ပါတယ်။ဒါကြောင့်ဒီဆေးတောက်ထားရင်ကားမောင်းတာစက်ပစ္စည်းခိုင်းလွယ်တာမျိုးတွေကိုရှောင်ကျဉ်ရပါမယ်။အရေးကြီးဆုံးသတိထားရမယ့်အချက်နှစ်ချက်ရှိပါတယ်။ဒီဆေးတောက်နေတော့မှအရက်တော့မတောက်ပါနဲ့ဘေးထွက်ဆိုးကျိုးကိုပို့ပြီးတော့ပြင်းထန်စေလိုပါ။ဆေးကိုချက်ချင်းမဖြတ်ဖြစ်ပါနဲ့။ဆေးကိုရုတ်တရက်ဖြတ်လိုက်ရင်တက်တာစိတ်ကြောင်ထောက်ချဖြစ်တာတွေဖြစ်နိုင်လို့ဆရာဝန်နဲ့တိုင်ပင်ပြီးမှပဲဖြည်းဖြည်းချင်းပဲရှော့ဖြတ်ရပါမယ်။ဆေးနဲ့ပတ်သက်ပြီးပိုသိကျင်တာရှိရင်ကိုယ့်ရဲ့ဆရာဝန်သို့မဟုတ်အနီးနားကဆေးဝါးပညာရှင်တွေနဲ့တိုင်ပင်ဖို့အကြံပြုလိုပါတယ်။အားလုံးပဲကျန်းမာကြပါစေရှင်။